ဗုဒ္ဓဂါယာမြေမြတ်မဟာကိုရောက်တာနဲ့အဝေးကပင်လမ်းမျောဖူးမြင်နိုင်တဲ့မဟာဗောဓိဇီတိတော်ကြီးပဲဖြစ်ပါတယ်မဟာဗောဓိဇီတိတော်ကြီးဟာဗုဒ္ဓဘာသာဘုရားဖူးများအတွက်အလွန်မှတပ်ပယ်လာတဲ့ဇီတိတော်ကြီးပဲဖြစ်ပါတယ်မြတ်ဗုဒ္ဓတပ်ပိညုတ္တရွှေဉဏ်တော်ကိုရရှိတော်မူရာမြေမြတ်မဟာဗုဒ္ဓဂယာသို့BC 260တွင်အာတောကမင်းကြီးကိုယ်တိုင်ရောက်ရှိလာခဲ့ပြီးမဟာဗောဓိဇီတိတော်ကြီးကိုတည်ထားခဲ့ခြင်းပဲဖြစ်ပါတယ်မြမဘုရင်ဆက်ဆက်တို့ရဲ့ကောင်းမှုတော်လည်းပဲဖြစ်ပါတယ်ဇီတိတော်ကြီးကိုတဲကြောက်များဖြင့်တည်ဆောက်ထားတာဖြစ်ပြီးဖနတ်တော်48ပေဉာဏ်တော်အမြင့်180ပေရှိတယ်လို့သိရှိရပါတယ်ဇီတိတော်ကြီးရဲ့နယံကပ်လိုင်ပေါက်တို့မှာဖျားဆင်းတုတော်များထားရှိပြီးအဆောက်အဦးရဲ့လေးမျက်နှာနယံတို့မှာပလဲကုန်းပုံတန်တန်များဇံပြန်ရတဲ့ပုံများနှင့်ခန္ဓာတပ်ပဲဆန်းကျဲစွာထုလုပ်ခြေတလို့ထားပါတယ်ခရစ်နှစ်ရာစုခန့်မှာအမည်မထင်ရှားတဲ့မာဂရတိုင်းဘုရင်တစ်ပါးဟာအာတောကမင်းကြီးတည်ထားကိုးကွယ်ခဲ့တဲ့ဗုဒ္ဓဂါယာဇီတိတော်ကြီးအားယခုမြင်တွေ့နေရတဲ့ဇီတိတော်ကြီးအဖြစ်ပြန်လည်ပြုပြင်တည်ဆောက်ခဲ့တာပဲဖြစ်ပါတယ်ထို့နောက်မှာတော့အိန္ဒိယနိုင်ငံပါဝင်ဗုဒ္ဓဘာသာနိုင်ငံများမှယဟန်တော်များဟာခေတ်ဆက်ဆက်ဗုဒ္ဓဂယာသို့တက်စွန့်ဆံဖျားဖျားဖူးရန်ရောက်ရှိလာခဲ့ကြပါတယ်ထိုယဟန်တော်များနှင့်ထင်ရှားသောယဟန်တော်များမှာAD 400စုမှာတရုတ်ယဟန်တော်ဖာဟိယံAD 900ရာစုမှာတရုတ်ယဟန်တော်ဟူရင်ဆံAD 988ရာစုမှာတော့တိရိလင်္ကာမယဟန်တော်မဟာနာနဓမ္မဂုတ်တနှင့်ဓမ္မသေနတို့ပဲဖြစ်ပါတယ်ထို့အပြင်အခြားသောယဟန်တော်အများပြားလည်းဗုဒ္ဓဂယာသို့ကြွရောက်တော်မူလာကြပါတယ်အထက်ဖော်ပြပါယဟန်တော်များဟာဗုဒ္ဓဂယာပါဝင်မြစ္စည်းမဒေသနှင့်အိန္ဒိယနိုင်ငံနေရာအနှံ့ပြားရှိဗုဒ္ဓဘာသာနေရာဌာနများကိုလေ့လာဖူးမြော်ခဲ့ကြပြီးထိုယဟန်တော်များအထက်မှတရုတ်ယဟန်တော်ဖာဟိယံဟူရင်ဆန်နှင့်တိဘက်ယဟန်တော်ဓမ္မသာမိတို့မှာထိုခေတ်ထိုကာလသူတို့ဖူးမြော်ခဲ့ရသမျှဘုရားဌာနများအကြောင်းနှင့်ထိုချိန်ခါကာလကအိန္ဒိယနိုင်ငံအနှံ့ပြားတွင်ဖြစ်ပွားလျက်ရှိသောဗုဒ္ဓဘာသာဆိုင်ရာအကြောင်းအရာများကိုဘုရားဘူးမှတ်တမ်းခရီးသွားမှတ်တမ်းဖြင့်ရေးသားပြုစုထားခဲ့ကြတာဖြစ်ပါတယ်ယနေ့ချိန်ခါမှာတော့မစ္စည်းမဒေသအပါအဝင်အိန္ဒိယနိုင်ငံအနှံ့ပြားတွင်ဗုဒ္ဓဘာသာဝင်များဖူးတွေ့နေကြရသောရှေးအောင်ဗုဒ္ဓဘာသာဆိုင်ရာဘုရားကျောင်းကံဇီတိပထုများဟာထိုယဟန်တော်များဤကလောင်များမှထင်ကြံခဲ့သောပုံရိပ်လွှာများပင်ဖြစ်ပါတယ်အကယ်၍သာထိုယဟန်တော်များဤကလောင်သွားမှယင်းအကြောင်းအရာများမထင်ကြံခဲ့ပါလျင်မစ္စည်းမဒေသအပါအဝင်အိန္ဒိယနိုင်ငံအနှံ့ပြားတွင်ရှိသောရှေးဟောင်းဗုဒ္ဓဘာသာနေရာဌာနများနှင့်အဆောက်အဦးအားလုံးတို့ဟာတစမကြံပျက်စီးပျောက်ကွယ်သွားမိတာဖြစ်ပါတယ်AD 12ရာစုတွင်ဘာသာခြားများရဲ့ဖျက်ဆီးခြင်းကိုလည်းအကြိမ်ကြိမ်ခံခဲ့ရပါတယ်ခရစ်1590ခုနှစ်မှာတော့မဟာဗောဓိဇီတိတော်ကြီးဟာဟိန္ဒူမဟတ်ဘုန်းကြီးများလက်ထဲသို့ကျရောက်သွားခဲ့ရပါတယ်1885ခုနှစ်တွင်ဗုဒ္ဓဂါယာသို့ဘုရားဖူးရန်ရောက်ရှိလာခဲ့သော The Light of Asia ကဗျာရှိကိုရေးသားသူအနောက်နိုင်ငံသားစာအပ်ဒွန်အာနိုးဟာသူဘုရားဖူးရောက်ရှိလာခဲ့စဉ်ကမဟတ်ဘုန်းကြီးများက
မဟာဗောဓိဇီတိတော်ကိုပုံစံအမျိုးမျိုးနဲ့ဖျက်ဆီးနေခြင်းကိုကမ္ဘာတဝန်းလုံးသိအောင်ရေးသားဖော်ပြခဲ့ပါတယ်။ 1890 ခုနှစ်တွင်တိရိလင်္ကာနိုင်ငံသားအနာဂါရိကဓမ္မပါဠဟာဗုဒ္ဓဂယာသို့ဘုရားဖူးရောက်ရှိလာပြီးနောက်မဟန့်ဘုန်းကြီးတို့ကဗုဒ္ဓဘာသာပိုင်မဟာဗောဓိဇီတိတော်ကြီးအားမတရားသိမ့်ပိုက်ထားသည်ကိုတွေ့ရှိသဖြင့်အလွန်ပင်စိတ်ထိခိုက်ခဲ့ရပါတယ်။ဒါကြောင့်သူဟာသူ့ဘဝတစ်ခုလုံးကိုမြုပ်နှံလျက်နိုင်ငံတကာမှဗုဒ္ဓဘာသာတို့ရဲ့ထောက်ပံ့မှုကိုရယူပြီးမဟာဗောဓိဇီတိတော်ကိုဗုဒ္ဓဘာသာဝင်များလက်ထဲသို့ပြန်လည်ရောက်ရှိလာအောင်အစဉ်တစိုက်ကြိုးပမ်းသွားခဲ့ပါတယ်။ဇီတိတော်ကြီးအတွင်းမှာတော့ဘုရားအဆူဆူပွင့်တော်မူရာအထိမ်းအမှတ်အနေနဲ့ဘူမိဖတ်တမုဒ္ဒရာဗုဒ္ဓရုပ်ပွားတော်တဆူကိန်းဝတ်စံပယ်တော်မူလျက်ရှိပါတယ်။ဒီရုပ်ပွားတော်ကြီးရဲ့မဏိတော်တဲ့မှာမြန်မာနိုင်ငံလူရှင်တွေကရွှေတပိတ်သာနဲ့60သားတိတိဖြစ်ပဋ္ဌာန်း24ပစ္စည်းပုံပြုလုပ်ခါလူဒန်းထားတာဖြစ်ပါတယ်။ဒီရုပ်ပွားတော်တည်ထားတဲ့နေရာမှာမြတ်စွာဘုရားရှင်မန်၅ပါးကိုအောင်မြင်တော်မူပြီးတပ္ပိညုတရွှေဉဏ်တော်ကိုရရှိတော်မူခဲ့တဲ့အပရာဇိတရွှေပလင်တော်ကြီးရှိတယ်လို့သိခဲ့ရပါတယ်။မဟာဗောဓိဇီတိတော်ကြီးအတွင်းမှာရှိတဲ့ဗုဒ္ဓရုပ်ပွားတော်ကြီးကိုဖူးမြော်ပြီးကြတဲ့အခါမှာတော့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးတပ္ပိညုတဉာဏ်တော်ကိုရရှိတော်မူခဲ့တဲ့မဟာဗောဓိပင်နဲ့အပရာဇိတရွှေပလင်တို့ကိုတွားရောက်ဖူးမြော်ခဲ့ကြပါတယ်။ဒီမဟာဗောဓိအပင်အောက်မှာပဲမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာသမ္မာသမ္ဗုဒ္ဓဘုရားဖြစ်သို့ရောက်ရှိတော်မူခဲ့တာကိုအကြောင်းပြုပြီးသမ္မာသမ္ဗောဓိပင်လို့လည်းခေါ်ဆိုကြပါတယ်။မင်္ဂပါးကိုအောင်မြင်တော်မူရာနေရာဖြစ်တဲ့အတွက်ကြောင့်အပရာဇိတပလင်တော်လို့ခေါ်ဆိုကြတာလည်းပဲဖြစ်ပါတယ်။ဗုဒ္ဓဘာသာဝင်အားလုံးတို့ရဲ့အထွတ်အမြတ်ဖြစ်တဲ့ဗုဒ္ဓဂါယာမဟာဗောဓိဇီတိတော်တည်ရှိတဲ့နေရာဟာမြတ်ဗုဒ္ဓရဲ့ကိလေသာအားလုံးတို့ကိုဝါသနာတော်နှင့်တကွအမြစ်ပါမကြံအောင်တုတ်တင်ရှင်းလင်းတော်မူခဲ့တဲ့နေရာလည်းပဲဖြစ်ပါတယ်။ဒါကြောင့်ဒီနေရာဟာမြတ်ဗုဒ္ဓရဲ့ကိလေသာပရိနိဗ္ဗာန်ပြုခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။ဒါအပြင်မြတ်ဗုဒ္ဓရဲ့သာသနာတော်ကွယ်တဲ့အခါမှာတော့ကမ္ဘာရဲ့ရက်မှာကိန်းဝတ်နေကြတဲ့တာရီရိကဓာတ်တော်များဟာဒီမဟာဗောဓိဇီတိတော်နေရာသို့ကြွရောက်လာကြမှာဖြစ်ပါတယ်။အဲ့ဒီလိုကြွရောက်လာကြတဲ့ဓာတ်တော်များအားလုံးဟာရွှေတုံးရွှေခဲကြီးကဲ့သို့အယောင်တောက်ပလျက်နေမိတဗုဒ္ဓရုပ်ပွားတော်အဖြစ်ဖန်ဆင်းကာနတ်မြမာတတ္တဝါတို့ကိုတရားရည်အေးအမြိုက်ဆေးကိုနောက်ဆုံးအနေနဲ့တိုက်ကြွေးဟောကြားတော်မူမှာဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့ဒီနေရာမှာပဲဓာတုပရိနိဗ္ဗာန်ဝင်ဆံချုပ်ငြိမ်းတော်မူမှာဖြစ်ပါတယ်။မဟာဗောဓိပလင်ကောဝိနတမာနီလောကေပစ္စာဝိနတတိတန္တဟမာနီပထမံတန္တဟတိဟုသောသုံးမဟာဝါအထကထာယဘုရားဆူဆူတို့ရဲ့အပရာဇိတပလင်တော်ပေါ်ထွန်းရာဤနေရာဌာနဟာကဘာကြီးပျက်စီးသည့်အခါနောက်ဆုံးမှပျက်စီးမှာဖြစ်ပြီးကဘာကြီးစတင်တည်လာတဲ့အခါမှာတော့ရှေးဥပထမအနေဖြင့်ဖြစ်တည်လာမဲ့နေရာပဲဖြစ်ပါတယ်။